နိုင်ငံကျော်ဒီဂျီမာလီနဲ့လက်ထပ်သွားတယ်။ညီစာဟောင်းနေတွေနဲ့ပတ်သက်ပြီးအခုလိုရင်ဖွင့်လာတဲ့တန်စင်မောင်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။မြန်မာတနိုင်ငံလုံးကမိန်းကလေးတွေတိုင်းကြောက်ရတယ်။တရုတ်ဆောင်မင်းသားနေတွေကတော့ချစ်သူကောင်မလေးနဲ့လက်ထပ်သွားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်နေတွေရဲ့တန်တွေကိုအများဆုံးခံခဲ့ရတဲ့ချစ်သူအောင်ဖြစ်တဲ့မော်ဒယ်မာလီတန်စင်မောင်ဟာဆိုရင်နေတွေရဲ့လက်ထပ်မင်္ဂလာပွဲကိစ္စနဲ့ပတ်သက်ပြီးသူမရဲ့ခံစားချက်တွေကိုအခုလိုမျိုးပဲရင်ဖွင့်လာခဲ့ပါတယ်။မော်ဒယ်မာလီတန်စင်မောင်နဲ့တရုတ်ဆောင်မင်းသားနေတွေတို့ရဲ့အကြောင်းကလည်းပရိသတ်ကြီးတို့အားလုံးသိပြီးသားဖြစ်မှာပါ။အရန်ကိုချစ်စရာကောင်းတဲ့မော်ဒယ်မာလီတန်စင်မောင်ကိုနေတွေကတန်မိုးမထားခဲ့တဲ့အပြင်လက်ပါခဲ့တဲ့အဖြစ်ပြက်တွေလည်းကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီကိစ္စတွေကတော်တော်လေးကိုမှရှုပ်ထွေးခဲ့တာဖြစ်ပြီးတရားစွဲဆိုမှုတွေနဲ့အတူနေတွေလည်းနာမည်ပြက်တွေရရှိသွားခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိချိန်မှာတော့တရုတ်ဆောင်မင်းသားနေတွေကအရန်ချီရပါတယ်ဆိုတဲ့ချစ်သူကောင်မလေးကိုထုတ်ပြလာခဲ့ပြီးတော့လက်ထပ်မင်္ဂလာပွဲလေးကိုတော့ကျင်းပသွားခဲ့ပြီးဖြစ်ပါတယ်။သူမနဲ့တော့ကတော်တော်လေးအနာယူခဲ့တဲ့နေတွေတယောက်အခုလိုနောက်ထပ်ကောင်မလေးကိုအရန်ချစ်ပြနေတဲ့အပေါ်မော်ဒယ်တန်စင်မောင်ကတော့ဘလို့မှကြည့်မရတော့ပါဘူး။နေတွေကလက်ရှိမှာအင်ဂျင်နီယာလေးဖြစ်တယ်လို့ DJ တယောက်အဖြစ်လဲလောက်ကိုင်းနေခဲ့တယ်။ကောင်မလေးနဲ့လက်ထပ်မင်္ဂလာပွဲကျင်းပသွားတာဖြစ်ပါတယ်။ဒီကောင်မလေးကိုရွေးချယ်လက်ထပ်ရရဲဆိုတာကလည်းမိခင်ကြီးကသဘောကျလို့ဖြစ်ကြောင်းပြောပြနေခဲ့တာပါ။မော်ဒယ်တန်စင်မောင်နဲ့လက်တွဲခဲ့တော့ကတော့နေတွေရဲ့မိခင်ကြီးကသဘောကျခဲ့ပုံမပေါ်ပါဘူး။ဒါကြောင့်နေတွေကလည်းတန်မိုးမထားပဲမတင်တော်တဲ့လောက်ရက်တွေကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အခုကောင်မလေးကတော့ဝါသနာရ DJ မလေးတယောက်အဖြစ်လောက်ကိုင်းနေပြီးမြဲအင်ဂျင်နီယာပွဲရရှိထားတဲ့ထူးချွန်သူအမျိုးသမီးလေးတယောက်ပဲဖြစ်ပါတယ်။သူမကနေတွေထက်အသက်10နှစ်တောင်ငယ်ရွယ်ပြီးမြဲနှစ်ယောက်သားနားလည်မှုရှိရှိနဲ့လက်တွဲခဲ့ကြတာပါ။စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လည်းအတူတကွလှုပ်ဆောင်ပြီးတော့အားကိုးရတဲ့ကောင်မလေးဖြစ်ကြောင်းနေတွေကကြွားနေတာဖြစ်ပါတယ်။ဒီလိုအရေးချင်းရှိပြီးထက်မြက်သလိုချစ်စရာလည်းကောင်းတဲ့ကောင်မလေးကိုဇနီးမယားအဖြစ်ရွေးချယ်ပြီးတော့အခုဆိုရင်လက်ထပ်မင်္ဂလာပွဲကြီးကျင်းပခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်မင်းသားနေတွေရဲ့လက်ထပ်မင်္ဂလာပွဲကိုတော့မင်းသားမိုးရစွန်အပါအဝင်တခြားသောအမှုပညာမောင်နှမတွေတက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။တူရဆိုကြတဲ့ထုံးစံအတိုင်းမင်းသားနေတွေရဲ့မင်္ဂလာပွဲမှာဆိုရင်တခြားသောထိပ်တန်းအမှုပညာရှင်တွေထံနာမည်ပြတ်တွေရရှိထားတဲ့အမှုပညာရှင်မင်းသားတွေပဲပုံမိုးတက်ရောက်လာခဲ့ကြတာပါ။ဒါကြောင့်နေတွေရဲ့ဤစားဟောင်းဖြစ်သူမော်ဒယ်မာလီတန်စင်မောင်ကတော့အားကြစရာမကောင်းတဲ့မင်္ဂလာပွဲကိုပြုံးကြီးထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်။သူမကလည်းတစ်ချိန်လုံးကတော့မင်းသားလေးလို့ထင်မှတ်ပြီးတော့ယုံမာခဲ့ပြီးမြဲလက်မထက်ခင်အချိန်မနှောင်းခင်မှာအကျဉ်းစရိုက်တွေအကုန်လုံးကိုသိရှိသွားခဲ့ရတာပါ။ဒါကပဲသူမအတွက်ကံကောင်းခြင်းတစ်ခုဖြစ်ပြီးအခုလက်ထပ်သွားခဲ့ရတဲ့ DJ ကောင်မလေးကိုတော့တော်တော်လေးကိုသနာနေခဲ့ပါတယ်။မော်ဒယ်တန်စင်မောင်ကအခုနောက်ပိုင်းမှာဆိုရင်အရင်ကထပ်ပုံမလှပလာခဲ့ပြီးကိုဖာတာကိုတန်မိုးထားဆောင်းရှောင်းမှုတွေကြောင့်ပုံမလှပအောင်မြင်လာတာကိုတွေ့ရတာပဲဖြစ်ပါတယ်။မော်ဒယ်တန်စင်မောင်ကတော့တာယာတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ခဲ့ပြီးအင်ဂျင်နီယာဘွဲ့ရထားပါတယ်ဆိုတဲ့ DJ မလေးကတော့နေတွေရဲ့လက်ထဲမှာဘလို့ဘဝရောက်မလဲဆိုတာပရိသတ်တွေလည်းစိတ်ပူနေကြပါတယ်